မိုးလေဝသအခြေအနေတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ္ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်မှတိမ်ထူထပ်နေပါတယ်။ဒီကနေ့မွန်းတဲ့ချိန်ထိခန့်မှန်းချက်အနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာအနှံ့ပြားရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နေပြီးတော့ကချင်ပြည်နယ်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျက်ကျက်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာကွက်ကြားမိုးထစ်ချုံရွာပြီးရန်ကုန်နေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်မိုးတိမ်နောင်ဖြစ်ပေါ်မှုခြေနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်နောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်နောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပဲအကြံပြုထားပါတယ်မြမပင်နယ်ပြင်ခြေနေကတော့မြမကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်နယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအသင့်မှလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်လေဟာတနအီမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြမကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်နယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခန့်မှန်းချက်အနေနဲ့ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါတယ်။နေပြောနဲ့နီးတွိုက်အတွက်ဒီကနေ့မွန်းတဲ့ချိန်ထိခန့်မှန်းချက်အနေနဲ့ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့မန္တလေးမြို့တို့ရဲ့နီးတွိုက်အတွက်ဒီကနေ့မွန်းတဲ့ချိန်ထိခန့်မှန်းချက်အနေနဲ့ကတော့တိမ်ထင်းဖြစ်ထွန်းပြီးမိုးထစ်ချုံပြီးနေရာကွက်ကြားမိုးရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ။